ဒီမှာသူများတွေကျိုးကြတယ်ဆိုတဲ့ဟာမျိုးတွေကဒါမျိုးတွေပဲဒါမဲ့သူတို့ခင်ဗျာတွေလည်းအသေးချာတော့လောက်တာပဲမကြည့်ပါလားဟိုမှာအသေးချာအောက်ကပင်နေပါလိရှယ်ပဲလောက်ထားတာဟိုမှာကြည့်ဟိုမှာအထက်ကတန်ပေါင်တွေအကြီးတွေလောက်ထားတာဟိုဘောင်တန်းနေဆိုရှယ်လောက်ထားတာဒါပေမဲ့လေလူတွေဖြစ်တော့အဲ့လိုမျိုးဖြစ်လဲဆိုတာတော့မသိဘူးပေါ့နော်ဒါပေမဲ့သူတို့လောက်တာတော့တကယ်ပဲအသေးချာလောက်တာပါပဲဒီမှာဆက်တဲ့နေရာဒီမှာဆိုမှာလုံးဝဟိုဓာကြီးတွေနဲ့ရှယ်ချထားတာဟိုမှာတန်ချောင်းအကြီးတွေနဲ့တကယ်ရှယ်လုပ်ပေးတာပါဒါပေမဲ့ဘာကြောင့်ဖြစ်လဲဆိုတာတော့မပြောတတ်ဘူးပေါ့မာကြီးအောက်ကခံတဲ့ပေါင်ဒါတွေကမှဒါဒီကျိုးတွေကဒါတွေကအတုံးတွေဆွဲတင်တဲ့ကျိုးတွေဟိုကြီးတေချောင်းမှာကြီးတွေလောက်ထားတာဟိုဆွဲတင်တဲ့နေရာတွေဆိုပိုးတောင်းကြီးတွေလောက်ထားကြီးရှည်ကြီးတွေပဲလောက်ထားဟိုကြီးလုံးဝရှည်တွေပဲဟိုကြီးအဲ့လိုရှည်တွေလောက်ထားတာအဲ့လိုရှည်တွေလောက်ထားမယ်ဘာလို့ဖြစ်သွားလဲတော့မပြောတတ်ဘူးပေါ့နော်ဒါမှရှည်တွေပဲသူတို့လောက်တာလုံးဝရှည်ပဲလောက်ထားတာတော့ကြီးဒါဒီနာပစ္စည်းတင်တော့မယ်ဆိုဒီနာဟာဟိုတာပေါင်ဆိုပူကြီးတဲ့ပေါင်တွေနဲ့သုံးတာအဲ့လိုမျိုးတော့